Okay, let's go. Hello အားလုံးပဲမင်္ဂလာပါရှင် ဟုတ်ကဲ့မင်္ဂလာပါမကြီး ဟုတ်ကဲ့ကျမကတော့ Mega City ကမေဖြစ်ပါတယ်ရှင်အမနာမည်လေးသိ ဟုတ်ကဲ့ညီမစေးနီကီတာဖြစ်ပါတယ် ဟုတ်ကဲ့အမအခုဒီကွန်ဒိုလေးရဆိုလို့ရှိရင်ပေါ့နော်နာမည်လေးပြောပြပါဦး ဒီကွန်ဒိုလေးကကြတော့ Superline ကနေတိစောက်ထားတဲ့ Saint Serena Crane project လေးပဲဖြစ်ပါတယ်သူက low rise condo အမျိုးအစားဖြစ်ပါတယ် လိုရဲဆိုတော့ဈေးနှုန်းနဲ့တက်တာမှာပေါ့နော် ဟုတ်ကဲ့ရှင်ဈေးနှုန်းကတော့အရင် affordable ဖြစ်တယ်ပြီးရဲ့အခါကျတော့ဒီ investor တွေနဲ့နေဖို့အတွက်ကောနှစ်ခုလုံးအဆင်ပြေတဲ့ project လေးတစ်ခုဖြစ်ပါတယ် location လေးသိပြရစီမှာ location ကသူကအားလုံးသိရဲ့အတိုင်းဒီအဝါရောင် line ရဲ့ဘေးနားမှာရှိရရှင်သူက MRT Samrong Rama 9 MRT station နဲ့လမ်းလျှောက်အကွာ10မိနစ်မှာပဲရှိရရှင် ပြီးတော့လေမှာ room type ကဘယ်လိုမျိုးစားတွေရှိလဲနော် room type ကညီမတို့ studio ခန်းကနေပြီးတော့2 bedroom ထိရွေးချယ်စရာအများကြီးရှိတယ် studio ခန်းမှာဆိုရင်25ကနေစမယ်2 bedroom ဆိုရင်53 square meter ကနေစမယ်ရှင် ဟုတ်ကဲ့ပါရှင်မပြီးတော့လေမှာဒီຢာတွေကyear ပဲဒီကဘယ် year မှာဆောက်လို့ပြီးမလဲပေါ့နော်ဘယ် ဟုတ်ကဲ့သူကဒီ2020 sorry သူက2026အတွင်းမှာပဲပြီးမယ်ရှင်အခုတောင်မှတချို့အခန်းနေဆိုလို့ရှင် inspection ဝင်ပြီးပြီရှင် ဟုတ်ကဲ့ပါအမရေအခုလိုဖြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ညီမကိုယ်တိုင်တော့ဒီခန်းကိုကြိုက်နေပေါ့နော် ဟုတ်ကဲ့ဒီ investor တွေတော်တော်များများက25အခန်းကိုလာကြည့်လိုက်ပြီဆိုတာနဲ့သူတို့ကဒီ33ကိုမြင်ပြီးနေတဲ့33ကိုပို့ပြီးတော့ကြိုက်သွားကြတယ်ဘာလို့လဲဆိုတော့ဒါ separate kitchen ပါမယ် separate ဒီ bedroom ပါမှာဖြစ်တဲ့အတွက်သူတို့ကဒါလေးကိုပို့ပြီးကြိုက်ပြီးတော့ဝယ်သွားကြတာများရရှင် ဟုတ်ကဲ့ပါအဲ့တော့နောက်ထပ်ဗီဒီယိုမှာပေါ့နော်ဒီ facility တွေရောပြီးတော့ဒီအခန်းမျိုးစားလေးရောတရားလေးရိုက်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုကိုစောင့်ရှုပေးပါလို့ပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်